ယောက်ျားမင်းကရိုးနေတယ်ကနေယောက်ျားကဉာဏ်ထက်မြက်တယ်မိန်းမကဉာဏ်သေးတယ်ဒီလိုမျိုးကိုဆွဲပြီးဖြတ်ပြပါဒီလိုမျိုးဆွဲပြီးဖြတ်ပြယောက်ျားကဉာဏ်ထက်တယ်မိန်းမကဉာဏ်သေးတယ်ဒီဖြတ်ပြဒါပဲဒီဆက်ဆိုင်တယ်မိန်းမကမိန်းမဖြစ်ချင်တဲ့ဆန္ဒမဆန့်လို့မိန်းမဖြစ်လာယောက်ျားကယောက်ျားဖြစ်ချင်တဲ့ဆန္ဒမဆန့်လို့ယောက်ျားဖြစ်လာအဲ့ဒါကဆန္ဒကဖြစ်တယ်ဉာဏ်ကဒါဘာမှမဆိုင်ဉာဏ်ကဆက်မဆက်ဆိုတာကတော့ကိုပြုတဲ့နောက်ဘဝပြုခဲ့တဲ့သာမန်ဉာဏ်နဲ့ရှင်ပြီးသူပဲတန်းခဲ့ဉာဏ်ဖြစ်တာဉာဏ်နဲ့မရှင်ပြီးသူပဲတန်းခဲ့မှုရှိခဲ့ဉာဏ်မဖြစ်တာအဲ့ဒါယောက်ျားမင်းဖြစ်စဉ်ကငါဆန္ဒကဖြစ်စေတယ်ဉာဏ်ကောင်းကောင်းကနောက်ဘဝကဒီကောင်းမှုကောင်းမှုမှာဉာဏ်နဲ့ရှင်ပြီးသူမှုဉာဏ်နဲ့မရှင်မဲတဲ့သူမှုဒီမှာကြွားစားပြီးကြလာနေတာပြည့်နေတော့ဉာဏ်ကောင်းမကောင်းတော့ဖြင့်တခြားစီမမရဲ့ပြည့်တာကတော့ကိုယ်ဆန္ဒတိုင်းကိုဖြစ်တယ်ဉာဏ်ကောင်းမကောင်းတော့နောက်တော့သူမှုမှာဉာဏ်နဲ့ရှင်လည်းမရှင်ဘူးမရှင်ဉာဏ်မကောင်းတာရှင်ဉာဏ်ကောင်းတာပဲဆိုတော့ယောက်ျားမင်းနဲ့ဉာဏ်နဲ့ဟာတခြားစီလို့မှတ်ထားယောက်ျားမဉာဏ်ကောင်းတယ်ဒီလိုမျိုးနဲ့မင်းမဉာဏ်ဖြင့်လည်းဒီလိုမျိုးပါနဲ့ယောက်ျားဖြစ်ဖို့မဖြစ်စေနောက်ဘဝအကြောင်းတိုင်းဒီဘဝဆရာကနာကောင်းနဲ့တွေ့တဲ့အကြောင်းတိုင်းဒါကလည်းလိုရင်းပရာဏဖြစ်ပါတယ်လို့မှတ်ထားတော့မောယောက်ျားနဲ့မင်းမဆိုရင်ဉာဏ်နဲ့တော့ဘာမှမထူပါလားအမှုရဟန္တာနဲ့ထူနေပါလားမှတ်ထားတာအဲ့ဒါဒါကနာလာတာဘုရားဆိုလို့ရှိရင်အဲ့ဒါလေးကလာတယ်မှာအဲ့ဒါလေးကဘယ်လိုလာတာလဲမလို့မေးတယ်ဆိုတယ်ဉာဏ်တိုင်းကြည့်ပတ်တာဌာနံတို့ကလည်းငါတန်တုံးကတင်ညာသက္ကာကပေါ်သူလို့ရှိအဲ့ဒီတော့တင်းကြည့်ရစိတ်တန်ကြီးသုမနာဤဉာဏ်မှဝတ္တနာနာသမရမဝတ္တတော်အခုဆရာမပြရတယ်ဆိုဘုဒ္ဓမှန်ကိုပြည့်ဉာဏ်ရဖို့ရတာနဲ့အဓိကထားပါဆရာမဟောကြားတဲ့သုမနာရဲ့တရားခန္ဓာဉာဏ်ရပြီးကြတာဘုဒ္ဓမှန်ကိုပြည့်တဲ့ပုဂ္ဂိုလ်ကရတာပဲဘုဒ္ဓမှန်ကမပြည့်တဲ့ပုဂ္ဂိုလ်ရဲ့ဆက်စစ်မင်းမဖြစ်စေဘုဒ္ဓမှန်ကမပြည့်ရင်မရတာပဲဆိုအဲ့ဒါဟုတ်တယ်မှန်စွာဆရာမကပြောဟုတ်တယ်မှန်စွာတရားကဖြစ်စီဓမ္မကဖြစ်စီသိတာပေါ်မှာကမဉ္ဇဉ်ပညာရကြောင်းမရကြောင်းဆိုတာထူးခြားတယ်လို့မှတ်ထားမဉ္ဇဉ်ပညာသံမနစဘူးဆိုတာမှတ်ထားသံမတ္တရပြောင်းတယ်လို့တဲ့ဉာဏ်ကတော့ဆရာမကောင်းစီမှာမြဲမှဉာဏ်ရမယ်ကံကတော့ပြုလို့ရှိရင်ကံတော့ဖြစ်တာပဲဉာဏ်ကတော့ဆရာကနာကိုကြီးကျင်းတဲ့တော့ဘယ်မှမရဘူးဆိုမှတ်ထားသတ္တဝိပ္ပတံဒေဝသတ္တဗရိအနံဆိုတဲ့အခါကျတော့ရှင်ဆရာတော်နဲ့ဗမ္မာကလည်းဉာဏ်ကရမယ်ဆိုလို့ရှင်ဟောကံနဲ့တခြားယူပါလားကံကတော့ဆရာနဲ့ပေါင်းမှုဖြစ်ရင်ပေါင်းမှုဖြစ်စေဘယ်မှာပေါ်တဲ့ကံအကြောင်းကောင်းအောင်လုပ်ဆိုလို့ရှင်ချမ်းသာရင်ချမ်းသာတာပဲဒါဖြင့်သာမန်ကျိုးတုံးတွေးရကံနဲ့ဆက်တယ်နောက်တော့ရမရတာဉာဏ်နဲ့ဆက်တယ်ဒီလိုဆက်တာဒီကဆန္ဒမှုကျိုးတုံးမတွေးတာကံနဲ့ဆက်တယ်ဒီကမနှံပုံနဲ့ရမှုမရမှုကဉာဏ်နဲ့ဆက်တယ်အောင်ရမှတ်ထားပါကံနဲ့ဆက်တယ်ဒီကဆန္ဒမှုကျမ်းမာမှုမှာလည်းကံနဲ့ဆက်ပါတယ်ကံကြောင့်မဖြစ်ကြတယ်ပါပဲဒီကမနှံပုံနဲ့ရမှုမရမှုကြားရတဲ့အခါကျတော့ရှင်ဉာဏ်နဲ့ဆက်ရမယ်လို့မှတ်ရမယ်ဝိတ္တခါရောက်ကြပြီကံနဲ့အသေးတယ်ဝိတ္တခါကစတောင်းတယ်သူစတောင်းတယ်အသေးတော့အသေးကံနဲ့လာဆက်ပြီးဉာဏ်နဲ့မဆက်လို့ဘောမှဖြစ်တယ်ဝိတ္တခါစတောင်းတယ်သူစတောင်းတယ်ဘာမှမကသူတစ်သေးတော့မဟုတ်ဘူးပုံနာတစ်သေးပုံနာအဲ့ဒါကိုဒုက္ခကိုပြည့်မှုမကျမှုနိဗ္ဗာန်ရောက်မှုမရောက်မှုကဒါကဘာနဲ့ဆက်တယ်ဉာဏ်နဲ့ဆက်တယ်လို့ပြောချင်မှတ်တယ်ဒါကြောင့်ဆိုလို့ဗြဟ္မရာဇာနဲ့ဆက်ပြီးကြတာမင်းများဆိုလည်းဉာဏ်လို့ကိုပြောလိုက်နားမလည်လို့ဆိုရင်မောင်မြတ်မရဘူးအမှန်ဘယ်လိုကောင်းကြလဲနောက်မှလည်းမရှိလို့ပြေကြတာနေများဆိုလည်းဉာဏ်နဲ့ဆက်တာကိုနားထောင်လို့ဉာဏ်နဲ့ဆက်တာနားလည်လို့ရှိရင်သမဏပညာရနိုင်တယ်ရှိရတာကံနဲ့ဆက်တယ်နိဗ္ဗာန်ဉာဏ်နဲ့ဆက်တယ်မှတ်ထားလိုက်ရှိရဘာနဲ့ဆက်တယ်ဉာဏ်
နိဗ္ဗာန်ကလမ်းကြီးကြတာအဲ့ဒါဘုရားနဲ့မှထူးလို့လားလို့မေးတယ်မထူးပါဘူး။ဉာဏ်ကောင်းတဲ့လူရဖို့ပဲ။ဉာဏ်သမတဲ့ပုဂ္ဂိုလ်ရဖို့ပဲ။ဉာဏ်မသမတဲ့ပုဂ္ဂိုလ်မရဖို့ပဲ။ဒါတော့ဗေဒနာတော့မှတ်ထားရမှာနော်။ဒါမျိုးဒါကဘယ်မှာလာကြလို့ဆိုဥဒ္ဓတိကာတာ။ဒီကလည်းခုနကဒီလိုရင်းတော့ပြီးတယ်။နေ့လေကျောင်းမှာလူစုပ်တယ်ဆိုပြီးနေ့လေသွားပြီးတော့သင်္ကြန်ကြိုးစားလိုက်။ဘုရားလည်းခါကျတော့မနစီကစမ်းပါပဲဆိုပြီးကြတာ။ဘာလို့ထောက်လာ။အခုမှကြားရတာလို့မလုပ်နေတော့။နိဗ္ဗာန်ဆိုရရမရှိဘူးမဟုတ်ပါဘူးရှိပါလေ။နိဗ္ဗာန်လည်းရှိတာ။ဒါကြတော့ကျောင်းမှာမှသာရနိုင်တယ်။ဒါကြတော့မတော်အထုမှရတာ။မင်းမင်းနဲ့ကြားရလာပြီးအားထုတ်နေလို့ရှင်ရမှာမဟုတ်ဘူး။သူ့ပေါ်တဲ့ရ။ဒါကြောင့်များတော့မှတော်အထုမှနိဗ္ဗာန်ဆိုတဲ့နေရာဆရာလည်းရှိပါလေရရနေမှာလေ။ကြောင့်ကြောင့်တော်အထုမှရနိုင်တယ်။မင်းမဆိုတဲ့ဉာဏ်လေးလိုက်နဲ့။ဘောင်းမြင်တတ်တဲ့ဆရာလက်မနဲ့လည်းနည်းနဲ့ရှင်ဉာဏ်တိုင်တော့လည်းနဲ့။သမုဒ္ဒရာဆံကလေးကိုထူတဲ့အခါမှာနမနာပြိတ္တတဲ့ဉာဏ်လေးလိုက်နဲ့နိဗ္ဗာန်ဆိုရရမရနိုင်ဘူးဒီလိုကလာတဲ့အဲ့ဒါကြတော့ဘုရားမယန္တာလည်းသိပြီးသားအာမနသမတိလာပြောနေတာဒါကြောင့်မင်းကဆိုတော့ဆိုတာလူရင်းမဟုတ်ဘူးညာကလူရင်းဆိုတော့ခဏပြောတယ်ပါတော့ဒါကြောင့်မင်းကလူရင်းနဲ့ညာကလူရင်းလားဒီကနေ့ပြောလိုက်တယ်အဲ့ဒီတော့ဘုန်းကြီးရဲ့စိတ်တန်လို့သူ့သမာဓိတည်ဟောမင်းလည်းကလည်းမဟုတ်ပါဘူးကွာမနတ္တသမာဓိကြည့်လို့ဆိုတော့ရေးကြည့်တယ်ကွာသမာဓိကိုဉာဏ်နဲ့ကလည်းဆိုရေးကြည့်တယ်ကွာအဲဒီဉာဏ်ကိုအားထုတ်တဲ့ဉာဏ်သုံးချက်ပေါ်လာလို့ရှိရင်ယောက်ျားကမင်းကတော့လူရမဟုတ်ပါဘူးကွာရနိုင်တာကြီးပဲဒီလိုခေါ်ရင်ဒီလိုသက်သေမှလည်းပြန်ပြီးမနတိရတယ်ဒါလည်းခါကျတော့မနတိကအတော်ကြီးကြပြီတော့ယောက်ျားမင်းကတော့လူရမဟုတ်ဘူးတဲ့သမာဓိကိုဉာဏ်ဆုံးရလို့ရှိရင်ယောက်ျားကမင်းကတော့မဟုတ်ဘူးရနိုင်တာကြီးပဲလို့ဘုရားကပြန်ပြောတော့ဒါပြန်ဟုတ်ပါဘူးဆိုပြီးတော့မနကြီးကဆက်မရတာဆက်ခွင့်မရတဲ့နဲ့ပြန်သွားရတာအဲ့ဒါကြောင့်ဒီမင်းမတွေတရားထုတ်ဒီမင်းမတွေကလည်းသက်သက်ထုတ်ပြီးရောက်ပြီးရောက်ကြရတာသက်သက်ရမယ်နေတဲ့ပုဂ္ဂိုလ်ကမှဖြစ်နေအများကြီးပဲဒါပဲတော့မမြင်နေတော့ဆိုတာမနေ့ကလည်းမဆုံးတဲ့ဆံပြပါတယ်နံပါတ်မှာနံပါတ်မှာမြင်နေတယ်ဆိုတာကျွန်တော်မှတ်မိတယ်နံပါတ်မှာမြင်နေတော့ကိုကဒီလာပြီးဆရာကနားနေတယ်ဆိုရင်ညာလို့လည်းမရှိတာလေညာရှိရင်ရတာလေအားကြတဲ့တူတူပဲညာမတရာနာညာစကံဘောရသမာဓိစကံပညာစကံစကံမျိုးထားရတယ်သမာဓိစကံဒီသမထလေးကျတခုအားထုတ်ရင်သမထကောင်းတဲ့မျိုးဆိုဓမ္မကိုရောက်ဆလန်းဆုံးပါပဲ။နာမနာတော့မဟုတ်ဘူးဒုက္ခသတ္တငြင်းနေတယ်ဆိုတော့ဆိုတော့ဒုက္ခတော့ပွားတယ်ဓမ္မကိုကဒီမှာကဒုက္ခသိနေဆိုတော့အတချမ်းသာရဲဆိုတော့ဒီပဲရှင်းပါချမ်းသာကြပြီလားချမ်းသာပါတယ်အမှန်ချမ်းသာပါတယ်အဲ့ဒါကိုအလုံးစုံလေးရင်းနှီးကြရမှာကသိမှုပွားမှုပယ်မှုသုံးပါးသိမှုပွားမှုပယ်မှုဘယ်လိုရှိပါလဲသိမှုပွားမှုပယ်မှုဒါရေးကြည့်ပါလေသိမှုမရှိရတဲ့ဘာမှရှိနေလို့ရှိရင်လည်းမရဘူးဘာမှမရှိတဲ့နဲ့ပယ်မှုလူကမာရဲဆိုတော့ဒီကပယ်မှုကိုလူကမာရဲဆိုရင်မရနိုင်ဘူးဘယ်နဲ့မှန်းလို့ရဲဆိုလို့ရှိရင်စိတ်ယုံကြည်မှမတွေ့လို့ရှိရင်မှန်းလို့မရနိုင်ဘူးဒီဘုရားမတွေ့လို့ရှိရင်မှန်းလို့မဟုတ်ဘူးလို့ဒါကြောင့်ကျွန်တော်မှာလည်းအောင်မှန်းလို့ရုပ်ဝင်တော့ပဲဆိုတော့ဒီကနေဆဲရုံအောင်ကြည့်ရတဲ့မှန်းလို့ဆက်မှာတယ်ဆိုတော့လည်းမရနိုင်ဘူးဒီလမ်းကလမ်းကြီးရတယ်ဆောင်းသွားတာကသူ့ကိုယ်ဆင်ကသူ့ကိုယ်ဆင်ကမှန်းလို့ရောက်အောင်ဆိုတော့ဆင်ရှားမှာဒီကနေ့ဘာတွေ့အောင်လဲဆိုလို့နေတွေ့ရတယ်နောက်ပိုင်းကဘာတွေ့အောင်လဲဆိုရင်နေတွေ့ရတယ်နောက်ပိုင်းမှာဒီနောက်ဘာတွေ့အောင်လဲလို့ဆိုရင်ဆဲပြီးဝင်တွေ့ရတယ်ဒါလို့ဆိုမှန်းလို့မှဘာမှသက်သက်မလို့တော့မှန်းလို့မှန်းတယ်
အဲ့ဒီပဲနိဗ္ဗာန်အမှန်ကိုပြောရမယ်ဆိုလို့ရှိရင်သိမှုကိုသိထားရမယ်ဒါမှမဟုတ်ဘူးဒုတိယထားရမယ်ဒီတော့မှပေါ်မှုဆိုတော့တတိယဒုတိယဆက်တိုင်းတတိယပေါ်မှုဖြစ်တယ်လို့ဆိုတော့မှတ်ထားအခုဒီမှုကိုသိရထားရမယ်ဆိုလို့ရှိရင်အနာဂတ်မှာသင်္ကြန်ရတာရုပ်မှတ်ထားသင်္ကြန်လို့ရလေးချိန်ရှိတာဘာပေါ်ကြလေးချိန်ချိန်လို့ကိုမရတဲ့သိချင်းမျိုးခန္ဓာထဲမှာလည်းပေါ်တော့ပေါ်ရဲ့ဆိုင်ခြင်းနေခြင်းပြောခြင်းခံစားခြင်းမှတ်ခြင်းတိုက်တွန်းခြင်းသိခြင်းဆိုတဲ့နာမခန္ဓာလေးပါးလည်းရှိတာသူကချင်းပြောလို့မရဘူးအဲဒီချင်းပြောလို့မရတာကလေးမှတ်တယ်ချင်းပြောလို့ရတာကတစ်ရုပ်ပြောရတဲ့ချင်းပြောရင်ဘယ်လိုလဲချင်းပြောလို့ရှိရင်ရတယ်နံပြောရတဲ့ချင်းပြောလို့မရဘူးခန္ဓာနဲ့လည်းရှိဇံတိုက်ဆံပေါ်လာတာဇံတိုက်ဆံပေါ်လာတာချင်းပြောလို့ရတာကခေါ်ရမယ်ချင်းပြောလို့မရတဲ့ရှိနေတာကခေါ်ရမယ်အဲ့ဒါနာလို့ဆိုဘယ်မှာချင်းပြောလို့ရလို့ဆိုရင်ဟောဒါလေးကိုဘယ်လောက်ဆိုတာဒီရုပ်ကိုတော့မှတ်ထားတယ်ဘယ်လိုမျိုးဆက်ရှင်နေရတာပဲအသားလေးဆက်ရှင်နေရအရေးလေးဆက်ရှင်နေရကျဲလေးဆက်ရှင်နေရဒီလိုမျိုးတွေဆက်ရှင်နေရချင်းပြောလို့ရတာဒီရုပ်ကိုမှတ်ထားသင်္ကြန်လည်းမရတဲ့ခန္ဓာကိုယ်ကဆက်နေတမျိုးပေါ်လာတာလေးကိုပြောရရင်သင်္ကြန်လည်းလေးကမှမရှိဘူးဘယ်မှာတည်းကြည့်လို့ချင်းမဖြစ်ဘူးသင်္ကြန်လည်းမရတဲ့ဘာခေါ်ကြမှာနာမခေါ်ကြအဲ့ဒါခန္ဓာကိုယ်မှာဘာသာရင်ရှိကြလဲတဲ့မဲဆိုလို့သင်္ကြန်လည်းရတဲ့ရုပ်ပဲသင်္ကြန်လည်းမရတဲ့နိုင်ဒါလည်းရှိတယ်လို့သိလို့သိမှုအတူတူသိတယ်သင်္ကြန်လို့ရတာသင်္ကြန်လို့မရတာဘာမှမဖြစ်ရင်သိထားရမယ်ခဏရထားဘဝမဖြစ်ဘူးသင်္ကြန်လို့ရတာရောသင်္ကြန်လို့မရတာနာနဲ့မှတ်ထားတာဒါသိမှုလို့မှဒီလိုသိထားရတယ်သင်္ကြန်လို့မရတာလေးတွေပေါ်လာတော့ကြက်တော့ကြတော့အမှန်မှန်ဖြစ်ပြီးဖြစ်တာပဲသင်္ကြန်လို့ရတဲ့ပုဂ္ဂိုလ်ကိုအေးကိုလို့ကိုဒါလည်းကတော့ဖြင့်ပေါ်လာလဲသိတာပြတ်တာလည်းသိတာပဲသင်္ကြန်ရရတယ်ဖြစ်ပြီးပြတ်တာလည်းရှိတာပဲသင်္ကြန်ရရတာကဆင်းဖြစ်တယ်ကြလည်းဖြစ်တယ်လို့သင်္ကြန်လို့တော့ဗရင်းမမရဘူးအဲဒီလိုဆိုရင်ဒီလိုဒီကလာထားတော့သင်္ကြန်ရရတယ်ပြောရမှာတခါတည်းကောင်းဆောင်တာဝေဒနာကောင်းဆောင်တဲ့ခါကြီးတယ်ပညာကောင်းဆောင်တဲ့ခါကြီးတယ်စေနာကောင်းဆောင်တဲ့ခါကြီးတယ်စိတ်ကောင်းဆောင်တဲ့ခါကြီးတယ်ကောင်းဆောင်လေးမျိုးစုနေအဲကောင်းဆောင်လေးမျိုးမရှိရမှာပဲကောင်းဆောင်မျိုးလို့ရှင်သင်တယ်မရတဲ့လေးခုကဒီလိုနဲ့သွားမှာကောင်းဆောင်ကြတဲ့ဆိုရင်နောက်တော့ဒီကသင်တယ်မှတ်ထားလိုက်ပြီးတယ်သင်တယ်ရတဲ့ကြားထဲမှာလည်းထို့တူပဲကောင်းဆောင်တစ်ခုသူသူဆိုရတူရုပ်ပြန်နဲ့ပြမယ်လေးရလည်းပြမယ်လှုပ်ရလည်းပြမယ်ဒါရလည်းဟုတ်ပြီငယ်ဆုံးမရှိလို့ပဲလှုပ်ရပြတာပဲဆိုရင်သူလည်းသူကဖြစ်ဖို့ဖြစ်တဲ့နဲ့ရောပြတာအဲ့ဒါကြောင့်ဒီလိုလေးလေးကြတာမျိုးလို့ဆိုရင်သင်္ကြန်လို့ရတာကရုပ်သင်္ကြန်လို့မရတာကနာလို့ဒီလိုမှန်ကန်ဆိုတော့သိသိရှိရမယ်။ဒါမျိုးတွေကလည်းဝိမှုကမှာချင်းအနန္တနံပါတ်နဲ့နံပါတ်တွေသိရုပ်ပေါ်လာရင်ရုပ်ပေါ်လာလို့သိဘုံမှန်တဲ့ညာတဲ့ရှိရရှိရကြီးပဲထက်တာကိုကြည့်တယ်လောကီမှာပြန်လာဆိုလို့ရှိရင်ဟင်းရုံချက်တယ်မှားရမယ်။ဟင်းရုံချက်တဲ့ကဘုံမှန်တဲ့ချက်တုံးကျမ်းနဲ့ရုပ်သာရှိတဲ့ကံရှိတဲ့အစုံမပါတာပဲဒါတော့နာမည်ပြောလိုက်ကြတာဟင်းရုံတစ်ခုလုံးမှာတစ်ခုစားပြထားနေတယ်ဆိုတော့စားလို့ရှိရမယ်။စားကြရလို့ဆိုရင်နာမည်တတ်တယ်လည်းခဏမှအရာတွေကကုံဝန်းနေတော့ပြောတာပဲဆိုတော့တစ်ခုပဲပေါ်ပြီးတစ်ခုပဲကြောက်သွားတယ်လို့ဒီလိုနေတာနဲ့အမှန်ပေါ်လာလို့ဆိုရင်ဇန်နဝါရီကုန်တက်ပြတာအမှန်နဲ့တော့ရောပေါ်ပြီးအမှန်နဲ့တော့ရောပြီးတက်ကြတာလို့ပြကြတာလို့မှတ်ထားရှင်းနေတာအဲဒီလိုတရားမှတစ်ခုပေါ်လို့တစ်ခုပေါ်လို့ရှိရင်ဒီနဲ့ဖြစ်ဖို့ဖြစ်တဲ့ကုန်တက်တယ်လို့မှတ်ထားလိုက်အဲဒီလိုရုပ်ပေါ်ရုံမှန်ပြီးနာမည်မှန်ပြီးအဲဒီလိုသိမှုဒီသိမှုအတိုင်းသိမှုကိုတိုင်းနေလို့မှတ်လိုက်တာ။ကောင်းလို့ရတဲ့
ရုပ်ပေါ်တယ်ခန္ဓာကိုယ်ထဲမှာရုပ်နဲ့နာမရှိတယ်ရုပ်ကိုပေါ်လာရင်နာမ်ပေါ်လာလို့ဒီလိုလို့ရှိနေလို့ရှိရင်တမန်ကအာရုံလေးလို့မှတ်ရမယ်နမန္တကဘွားမှုလို့ဆိုတာနမန္တကဘွားမှုလို့ဆိုတာဘာမှုလို့ဆိုတာတော့ခဏမှတောင်းတယ်လို့မရဘူးလေခေါင်းဆောင်မျိုးတွေပြတ်တယ်ဆိုဖြစ်တယ်ဆိုတော့သူ့ကိုပြတ်တယ်ဆိုတော့သူ့ကိုပါဘုံတယ်လို့ရတယ်ရုပ်တော့ရတယ်ဖြစ်တယ်ဆိုတော့သူ့ကိုပါပြတ်တယ်ဆိုတော့သူ့ကိုပါဘုရားမှာဖြစ်တယ်ပြတ်တယ်ဆိုတော့မသိလို့ရှိရင်လည်းလုံးဝမမြင်လို့ကိုပြောရင်သိပါတယ်လောက်တယ်လို့ပြောတာနင်းလို့ဒီလိုလားလောရံရည်ဒီတာရလို့ဆိုမလိုက်ဘူးတာရလို့ဆိုတော့စာကြည့်ကဖြစ်တာပါတာရလို့ဆိုတော့လောရံလို့ပြောတယ်နော်ဒါကိုစနေတဲ့ချိန်မှာလောရံလို့ဒီသူကတည်းကဖြစ်ကြားလိုက်လို့ရှိရင်ဘယ်သူကတည်းကပြတ်တယ်ကြလားဒါရတဲ့ကပြတ်ဆန်းတယ်လောကကပြတ်ဆန်းတယ်လောကဆိုလို့လောကဖြစ်တယ်လို့ဒီတိုင်းစိတ်ကြည်တယ်နဲ့စိတ်ကြည်တယ်နဲ့စိတ်ကြည်တယ်နဲ့လို့ယောဂကလည်းသိတယ်နန္ဒကလည်းသိတယ်ဒါကြတဲ့ဒါကိုအပြည့်များလို့ဆိုရင်ဒါပွားတယ်လို့ဆိုတာပဲဒီငါဘုရင်ဘာမှမဟုတ်ဒီငါဘုရင်လည်းမှတ်ထားလိုက်တာပေါ့အဲဒီဘာမှမဟုတ်ဒီငါဘုရင်စိတ်ကြည်ကမှဒုတိယဆရာအကျိုးကားကိုရေးကြည့်ရင်းဆက်ဒုတိယဆရာဒီအကျိုးကားကိုဉာဏ်ရေးကြည့်ရင်းဆက်လို့မှတ်ထားပါအဲဒီရေးကြည့်ရင်းဆက်တာကြောင့်ဒီလိုပဲပြောလို့ပြောယောဂကကြည့်လိုက်ပြန်ဆက်လက်ဖြစ်တဲ့ပြောလို့နံပါတ်ကကြည့်လိုက်ပြန်ဆက်လက်ဖြစ်တဲ့ပြောလို့တယ်ဆိုတာဒီကိုတဏှာတော့တဏှာဉာဏ်ကြည့်အောင်လုပ်နေတယ်တဏှာဉာဏ်ကြည့်အောင်လုပ်ပြီးတာတဏှာဉာဏ်ဝိလာရီဆိုလို့ရှိရင်ဒီမှာဘယ်မှာစကားဝါရမှာစကားရတယ်ဖြင့်တော်တော်ဒီပတ်ဒီဝါရမှာစကားတော်တော်ဒီပတ်လို့မှတ်ထားဝါရမှာတဏှာငန္ဓရတက်လာလို့မယ်ဆိုတာအောင်မရဘူး။ဘယ်လိုတက်လာမလဲမမေးတဲ့အခါကျတော့ဖြစ်တဲ့ကိုယ်လည်းမြင်မြင်နဲ့အပြတ်ကိုလည်းမြင်မြင်နဲ့ဒါရအပြတ်ကမလာတာလည်းတော့တက်ဖြစ်တဲ့ဓမ္မဘုရင်ပေါ်လာလို့မယ်။နောက်ကြတော့ဒါတော့မြင်ရပြီးကြတာဒါကိုပြောတာ။ဉာဏ်ကြော်ရတာမှန်းကြော်ရတာဒါမှန်တာအောင်လို့လည်းမှန်းဉာဏ်ကြော်ရတာမှန်းကြော်ရတာဉာဏ်ကြော်ရတာမှန်းကြော်ရတာဒီလိုမှမဟုတ်ဘူးအမှန်တက်လာတာမောင်းကြရဒီလိုကိုပြောပြီးကြတာမပြောတော့တာနဲ့ညာတက်နေလို့ရဆိုရင်ကြံသွားပါလိမ့်မယ်ညာအဆံကြလိမ့်မယ်ညာအဆံကြလိမ့်မယ်အဲဒါကြောင့်ဒီညာမအမဆံမောင်းတယ်စီရောက်တာတောင်မှမုန်းမနေပဲစီးစိတ်စိတ်ရှိတာဆိုတော့တိုက်တွန်းရမယ်မုန်းမစီးစိတ်ရှိပြီးကြတာနေရာကနေပြီးကြတာမုန်းရတယ်မုန်းရလို့ကြည့်ရမယ်ထုံးကြတိုင်းကိုအခုလက်မှာရင်းမှာပဲဆိုတော့ညာလည်းတက်ဆင်တက်လာလို့မယ်ဒါနဲ့လက်ကျမ်းမှာရင်းမှာပဲဆိုတော့ညာလည်းတက်ဆင်တက်လာလို့မယ်ငါတော့ကြည့်ရမှာလဲဆိုပြီးကြတာဒီဆုံးကျင်ရလို့ကြည့်နေတဲ့ညာနဲ့တက်ဆင်တက်လာလို့မယ်ဥပ္ပခသံဃာဥပ္ပခနဲ့ဘယ်မှာတော့တဲ့မယ်ဘလုံးကလည်းကြည့်နေစိုက်တယ်ကြည့်နေလို့ရပြီးပြည့်ပြည့်ပြည့်နေတယ်ဘလုံးကနေတာလည်းဒါလည်းကြည့်ပါနေတာဘယ်လိုကြည့်နေရနေဒီကာလမှာဒီဥစ္စာကဆရာတော်ကြီးကြီးကံကံဘုရားကကြီးကံကံကိုယ်တိုင်းနဲ့ကိုယ်တိုင်းကြည့်ပြီးဒီကာလမျိုးတော့ကိုယ်တို့ကကြည့်နေရတာလားဆိုတာဆက်လာနေတယ်ဒီမှာတော့ကြည့်ရမလို့ဘူးဘယ်လိုကြည့်နေဘယ်လိုကကြည့်နေတာဆိုတော့ဒီလိုပေါ်လာတယ်ဒါကြောင့်လည်းဘုရားမှာကဇာမတွေကဒုက္ခကဆင်းရဲတာဒုက္ခကမှန်တာဆင်းရဲတာမှန်ဆိုတာဆင်းရဲခြင်းမဟုတ်တော့ဘူးကိုယ်ကြည့်မှတော့တွေ့ရင်တော့ကိုယ်ဉာဏ်တွေ့ပဲလို့ဆိုပြီးကြတာဒါလည်းဖြင့်ဉာဏ်နဲ့ဒါလိုအမှန်တုံးနဲ့နေရတဲ့ကြလို့ဖြင့်နော်ကောင်းကံနဲ့ဉာဏ်နဲ့သမာဓိဝိပဿနာတော့သမာကောင်းတဲ့ဓမ္မတရားဝိပဿနာတော့ရှိတယ်အမှန်ကန်ရှိနေတဲ့ဉာဏ်နဲ့အမှန်ကန်ဉာဏ်လေးကိုဆက်ပြီးပေါ်လာတယ်လို့သုံးတဲ့ကိစ္စအမှန်ကန်ရှိနေတဲ့မှန်ကန်ရှိတာကိုမှန်ကန်ရှိနေတဲ့အတွက်အမှန်ကန်ဉာဏ်နဲ့ဉာဏ်တွေတက်ပြီးလာတာဒါပဲဉာဏ်အောင်လို့ဉာဏ်အထက်တက်သွားတယ်ဆိုပြီးတော့ဒုက္ခ
ဆက်ဆက်ကြခါရလုံးကြတာသက်သာရမှန်မှန်ဘုရားကဟောလုံးကြတာဆက်ဆက်ကြလုံးကြတာမှန်ပါလားဒီမှာတော့တော်နေမှာရှိတဲ့ဖြစ်တဲ့ဆေးရပါရရလေးလို့ဆိုဆက်ဆက်ကြလုံးကြတာမှန်ဒီကဆက်ဆက်ကြခါရလုံးကြသက်သာရမှန်ပါအောင်းတဲ့ကာရသက်သက်ဆက်ဆက်ကြလုံးကြတာမှမြန်မာလိုပြောလိုက်တယ်အဲဒီဆက်ဆက်ကြလုံးကြတာမှဆက်ဆက်ကြလုံးကြတာမှလို့ဆက်ရှိဆက်ရှိဆက်ဆက်ကြလုံးကြတာမှဆက်ဆက်ကြလုံးကြတာမှပဲရှိတာများလာတော့ဒီပေါ်မှာဆံတယ်တဲ့ငါဆံတဲ့ဒုက္ခတွေဒါရဲဆက်ကနေပြတ်သွားသက်သာလုံးကြတာမှလည်းတစ်စိတ်ချရဆုံးနဲ့ချလာရောဒီပေါ်ဆံတယ်ဒုက္ခပါရံတို့ဒုက္ခပါရံတို့ဒုက္ခအချုပ်တဲ့ကံတို့ဒါတွေကကုဏကကုပြတ်ထွက်သွားပါတယ်။နောက်ကကုပြတ်ပြီးကြတာပြောတာဘာလို့ပြတ်သွားတာလဲဆိုတော့ရှင်းတယ်မှာဆက်ဆက်စရာသုံးကြတာမှန်ရလို့သိလာလို့ဆုံးဖြတ်ပြီးချာရှင်းတယ်မှာဘယ်လိုသိလာလဲဆက်ဆက်စရာသုံးကြတာမှန်လို့သိလာအဲဒီသိလာတဲ့အခါကျတော့နောက်ကဒုက္ခပါရံအပေါ်ပေါ်လိုတဲ့ဒုက္ခအချုပ်တဲ့ကံတွေကလည်းချုပ်သွားတယ်ဆက်ဆက်ကြလုံးကြတာမှန်ဆိုတဲ့တရားကြီးကတော့ပြတ်ပြတ်သွားတယ်။ဒီတော့မှလည်းဆက်ဆက်ကြလုံးကြတာမှန်ဆိုတဲ့ခန္ဓာကပြတ်သွားတယ်။နောက်ပိုင်းကလည်းဒုက္ခအချုပ်တဲ့ကံဒုက္ခပါရံဒုက္ခအချုပ်တဲ့ကံဆိုတဲ့သုံးခုကိုပြတ်သွားတယ်။ပြတ်သွားတဲ့ဒီမှာအလုံးစုံကျမ်းနေတယ်ရှိတဲ့ညာလေးကျမ်းနေတယ်။ဒီလိုမှမဟုတ်ဘူးလေဆိုလို့ရှိရင်ဒုက္ခလည်းဒီမှာမြင်တော့ဘူး။ဒုက္ခမြင်လို့ရှိရင်ဒုက္ခမျိုးတော့သူမြင်တော့တယ်ဒုက္ခကသက်သက်ကြလုံးကြတာမှမျိုးတော့ထုတ်သွားသက်သက်ကြလုံးကြတာမှထုတ်သွားတယ်ဆိုတော့ချက်အဲဒီညာနေရသိနေတယ်လို့ရှိရညာနေရသိပြီးကြတာနဲ့သက်သက်ကြလုံးကြတာမှထုတ်သွားလို့ရှိရင်ဒါကံရောလည်းသက်သက်ကြလုံးကြတာမှနဲ့သုံးကြတယ်မှာစေစေချင်းနဲ့လည်းသိလာကြရတယ်ရှာံပြီးတော့ရှာံပြီးတော့ပြင်တာဆက်ဆက်ကြသုံးကြတာမှန်ချုပ်သွားတာကိုမြေရတဲ့စာကိုခေါ်ပြီးဆက်ဆက်ကြသုံးကြတာချုပ်ကြတာပါခေါ်ကြ။အဲဒီမြေရတဲ့စာတွေလာတယ်ခုနကမြေရတဲ့စာလာတဲ့အချိန်မှာနောက်ကဒုက္ခပါရံဒုက္ခဆိုတဲ့ကံဆိုတော့တရားတွေချုပ်ကြတာအဲဒီမကပ်ပဲဆိုင်ကြ။ရှိတဲ့မကပ်ပဲဆိုင်ကြတယ်ဒါဘာနာပဲဉာဏ်နဲ့ခေါ်တယ်။ဘာနာပဲဉာဏ်နဲ့ခေါ်တော့နောက်ဒီလိုမရှိတော့ဘာလာလာလို့လည်းဆိုပြီးဒီမှာလည်းချုပ်ကြကြတဲ့အခါကျတော့ရနေပြီဖိုးဆိုတာမဖြစ်ဘူးလားဖိုးမတင်ဘူးလားလာတယ်လူကဆက်ကြကြတုံးကြတာချုပ်ကြတာမှန်နောက်ကြတဲ့အခါကျတော့ဘယ်လိုလုံးဝလုံးပြည့်နှုတ်ပေါင်းဆိုပြီးချုပ်ကြကြတော့ကိုယ့်ကိုရှင်းတယ်ဆက်ကြတုံးကြတာမှမရှိတော့ပါလားဆက်ကြတုံးကြတာမှမရှိတော့ပါလားဆိုတော့နိဗ္ဗာန်ကိုဆင်းရဲတာလို့မှတ်ထားရမယ်